တောကြသားသမီးတွေဟာပုံမှန်အားဖြင့်အေးအေးဆေးဆေးနေတတ်ပြီးအလှပနဲ့အမှုပညာကိုမျက်နှိုးသူတွေဖြစ်လို့သူတို့မှာဒေါသသိမ့်မရှိဘူးလို့အများကထင်တတ်ကြပါတယ်။ဒါပေမဲ့ပင်လယ်ပြင်ဟာငြိမ်သက်လေမုန်တိုင်းထန်ရင်ကြောက်ဖို့ကောင်းလေဆိုသလိုပါပဲ။တောကြသားသမီးတွေရဲ့ဒေါသကလူတိုင်းတတိမထားမိတဲ့ထူးခြားချက်တွေရှိနေတတ်ပါတယ်။ဒါကတော့တောကြသားသမီးတွေရဲ့ရှို့ဝှက်ဒေါသအကြောင်းပါ။နံပါတ်1တီးခန့်ခြင်း၏အဆုံးသက်တောကြသားသမီးတွေဟာခောက်တုံခောက်ပြန်တီးခန့်တတ်ကြပါတယ်။တစ်ဖက်လူကိုငဲ့ညာလို့ပတ်ဝန်းကျင်အခြေအနေပျက်စီးမှာစိုးလို့အကြိမ်ကြိမ်ခွင့်လွှတ်တတ်ကြပေမဲ့သူတို့သတ်မှတ်ထားတဲ့စီးတစ်ခုကိုကြော်သွားပြီဆိုရင်တော့ဘယ်တော့မှနောက်ပြန်မလဲတော့ပါဘူး။သူတို့ဒေါသထွက်ပြီဆိုရင်အရင်ကတီးခန့်ခဲ့သမျှအရာအလုံးဟာပေါက်ကွဲထွက်လာတတ်ပါတယ်။နံပါတ်2နှုတ်ဆက်ခြင်းဖြင့်တိုက်ခိုက်ခြင်းသူတို့ဒေါသထွက်ရင်အော်ဟစ်ဆဲဆိုတာထက်စကားမပြောဘဲနေလိုက်ခြင်းကိုပိုသုံးတတ်ကြပါတယ်။ဒါဟာတစ်ဖက်လူအတွက်အတော်လေးနေရခက်စေတဲ့ဒဏ်ခတ်မှုမျိုးပါ။အရေးမလုပ်တော့တာလူမမြင်သလိုနေလိုက်တာမျိုးကတောကြသားသမီးတွေရဲ့ပြင်းထန်တဲ့ဒေါသဖော်ပြချက်တစ်ခုဖြစ်ပါတယ်။နံပါတ်3ထိခိုက်ရွယ်သောဒေါသူတို့ရဲ့ဒေါသဟာမမာနထက်စိတ်နာခြင်းကနေလာတာများပါတယ်။ကိုယုံကြည်ရတဲ့သူချစ်ရတဲ့သူကကိုယ်စေတနာကိုအလွဲသုံးစားလုပ်တယ်လို့ခံစားရတဲ့အခါဒေါသထက်မျက်ရည်ကအရင်ကျတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီမျက်ရည်ဟာအားနေတာမဟုတ်ပဲငါမင်းကိုလုံးဝလက်လျှော့လိုက်ပြီးဆိုတဲ့အတိတ်ပဲမျိုးတက်ရောက်သွားတတ်ပါတယ်။နံပါတ်4ရုတ်တရက်ပြောင်းလဲသွားတဲ့အေးဆက်မှုနှွေးထွေးပြီးဖော်ရည်တက်တဲ့တောကြသားသမီးတစ်ယောက်ဟာဒေါသထွက်သွားတဲ့အခါခံစားချက်မရှိတဲ့ရုပ်တုတစ်ခုလိုအေးဆက်သွားတတ်ပါတယ်။အရင်ကလိုမဆက်နောက်တော့တာလိုအပ်တာထက်ပိုပြီးရင်ကျေးပြနေတာမျိုးဟာသူတို့တင့်ကိုသူတို့ဘဝတွေကထုတ်ပယ်ဖို့ပြင်ဆင်နေပြီဆိုတဲ့အချက်ပြချက်ပါပဲ။နံပါတ်5ဒေါသအပြီးနောင်တောကြသားသမီးတွေဟာဒေါသထွက်နေတော့မှပြတ်သားတတ်ပေမဲ့စိတ်အေးသွားတဲ့အခါမှာတော့ငါပြောလိုက်တာပြင်းသွားလားငါလှုပ်လိုက်တာမားသွားလားဆိုပြီးပြန်တွေးကစိတ်မကောင်းဖြစ်တတ်တဲ့နူးညံ့တဲ့နှလုံးသားပိုင်ရှင်တွေလည်းဖြစ်ကြပါတယ်။ကဲတောကြသားသမီးလေးတွေဒီချက်တွေကတင်းနဲ့ကိုက်ညီရလားကိုမတ်မှာပြောသွားပေးပါအောင်